ဒီနေ့တော့စားလို့လည်းရန်ကောင်းပြီးလှုပ်လို့လည်းလွယ်တဲ့ကိုရီးယားခောက်ဆွဲပြုတ်နည်းလေးကိုပြောပြမှာပါအသားအနေနဲ့အမဲသားလွှာကိုသုံးထားပါတယ်ဒါတူဖူပါနောက်တစ်ခုကတော့ကိုရီးယားငရုတ်သီးအနှစ်ပေါ့နော်ခောက်ဆွဲထုတ်ကိုတော့ရှင်းရာမန်သုံးထားပါတယ်အရင်ဆုံးစီလေးနည်းနည်းဖြတ်မိမယ်ပေါ့နော် olive oil သုံးပါတယ်ကျမကြီးနဲ့ညီညွတ်အောင်ပါစီပူအိုးပူရဲကိုအမဲသားလွှာလေးတွေကိုထည့်ပေးပါမယ်ပြီးရင်ပဲငံပြားရဲ့အကြီး soy sauce တစ်စွန်းထည့်ပေးပါမယ်နောက်ပြီးပဲငံပြားရဲ့အနောက် sweet soy sauce ကိုတစ်စွန်းထည့်ပေးပါမယ်ကိုရီးယားငရုတ်သီးအနှစ်တစ်စွန်းထည့်ပါမယ်ရှင်ရေနည်းငယ်လေးထည့်ပေးပါမယ်ပြီးလို့ရှိရင်တော့တမအောင်မှွေလိုက်ပါမယ်တကယ်တော့အသားကိုအရင်နှက်ပြီးမှထည့်ပြီးတော့ကြော်လို့ရှိရင်တော့ပိုကောင်းတာပေါ့နော်နောက်တစ်ဆင့်အနေနဲ့ရှင်းရာမန်နဲ့ကအမုန့်ထုတ်လေးကိုဖောက်ပြီးတော့ထည့်လိုက်ပါပြီးရင်အဲ့အမုန့်လေးနဲ့အသားလေးလူးသွားအောင်လို့ပေါ့နော်သေချာလေးမှွေပေးပါမယ်ရေထည့်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့ရေကတော့မိမိကြိုက်သလောက်ဒီအပေါ်အငံပေါ်မူတည်ပြီးတော့ထည့်လို့ရပါတယ်ပြီးသွားရင်သူ့ထဲမှာပါတဲ့အရွက်6လေးတွေကိုထည့်ပေးပါမယ်စက္ကန့်30လောက်တည်ပြီးဟင်းရည်ဆူလာပြီဆိုလို့ရှိရင်ခောက်ဆွဲကြောက်လေးထည့်ပေးပါမယ်နောက်တစ်ဆင့်အနေနဲ့ tofu လေးပေါ့နော် tofu က soft tofu ကိုသုံးတာပို့ပြီးတော့ကောင်းပါတယ်ပြောတဲ့ဟာပေါ့နော် firm ဖြစ်တဲ့ပဲပြားလိုမျိုးဟာမျိုးထပ်ဆိုင်ဒီ soft tofu နဲ့ပို့ပြီးတော့လိုက်ပါတယ်ဒါဆိုရင်အရန်စားလို့ကောင်းတဲ့လောကလည်းမြန်တဲ့ကိုရီးယားခောက်ဆွဲပြုတ်လေးရပါပြီရှင်ပုံမှန်ရိုးရိုးခောက်ဆွဲပြုတ်ထားထက်အရန်စားလို့ကောင်းပါတယ်ဘေးကတော့ဖတ်ထုတ်နဲ့ကစုံချောင်းလေးတွေကို air fryer နဲ့กินထားတာပါအားလုံးပဲဒီကိုရီးယားခောက်ဆွဲပြုတ်လေးကိုလူစားကြည့်ကြပါ See you in the next video. Bye.